ယနေ့ဒေသနာရှင်ရွေးချယ်ထားသောတမန်ကျမ်းစာတော်များနှစ်ပိုက်ကိုဖတ်ကြားမှာဖြစ်ပါတယ်126ခုမြောက်သောဆာလံအခန်းငယ်3 126ခုမြောက်သောဆာလံအခန်းငယ်3သာဝရဘုရားသည်ငါတို့အဖို့ကြီးသောအမှုကိုပြုတော်မူပြီးငါတို့သည်လည်းဝမ်းမြောက်လျက်နေကြ၏သာဝရဘုရားသည်ငါတို့အဖို့ကြီးသောအမှုကိုပြုတော်မူပြီးငါတို့သည်လည်းဝမ်းမြောက်လျက်နေကြ၏ဒုတိယတစ်ပိုင်းအနေနဲ့ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး7အခန်းငယ်28မှ30ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး7အခန်းငယ်28မှ30ဝန်လင်း၏ပြမန်းသောသူပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေမည်ငါတဘိုးကိုတင်၍ထမ်းကြလောငါထံ၌နီးခံကြလောငါသည်နူးညံ့သိမ်မွေ့နှိတ်ချသောစိတ်တော်ရှိသင်တို့စိတ်နှလုံးသည်တက်တာခြင်းကိုရလိမ့်မည်အကြောင်းမူကားငါတဘိုးသည်ထမ်းရလွယ်၏ငါဝန်သည်လည်းပေါ့၏ဟုမိန့်တော်မူ၏တရားဒေသနာကိုသွားမှဖြစ်ပါတယ်တရားဒေသနာဝင်ငါမဲ့ဆရာမကြီးလက်ထက်သို့အချိန်နိုင်ကိုပြည့်စုံစွာအနှင်ပါတယ်စိတ်လုံးကိုပြင်ဆင်လက်တရားဒေသနာကိုနာယူကြပါစို့အားလုံးပဲသခင်ယေရှုနာမတော်မြတ်၌ငြိမ်းချမ်းပါစေရှလုံကျမတို့အခြေအနေတွေဘလို့ကြီးပဲဖြစ်နေဒီထဲမှာဖရာသခင်ကိုမျက်မှောက်ပြုပြီးတော့မှကိုရော့ကိုကိုးကွယ်နေရဒါပင်လင်းဖရာသခင်ပေးတဲ့ထူခြားတဲ့နမိတ်လက္ခဏာ miracle ပဲဖြစ်တယ်လို့ကျမကတော့ယုံကြည်မျှော်လင့်ပါတယ်ခုနဘာပတိဆရာကကျမတို့ကိုပြောသွားသလိုပဲဒီနှစ်ကမခမမြန်မာနိုင်ငံခရစ်ယာန်မြင့်မြတ်မိဿဟာယရဲ့နှစ်90ပြည့်ရွှေရတုနှစ်ဖြစ်ပါတယ်တမန်ကျမ်းစာထဲမှာနှစ်90ဆိုတာကအင်မတန်ကိုအရေးကြီးတယ်ဒါကိုလည်းဗာနဲ့ဖော်ပြလဲဆိုတော့90ရဲ့အရေးကြီးကြောင်းကိုပင်တေကုတ်တွေနေ့အားဖြင့်ဖခင်ကမောရှေကိုပင်တေကုတ်တွေပွဲပြုလုပ်ပါဒီပတ္တခါပွဲကနေပြီးတော့မှကြော်လွန်သွားတယ်ရက်9ရက်တပတ်ခုနှစ်သတင်းပြီးပြီးတော့မှနောက်တရက်50ပြည့်တဲ့အခါမှာပင်တေကုတ်တွေပွဲကိုပြုလုပ်ဖို့ရန်အတွက်ပြောပါတယ်ကဘာပေါ်မှာပင်တေကုတ်တွေကြီးမားတဲ့ထူးခြားပြောင်းလဲမှုကြီးတွေဖြစ်ခဲ့တဲ့ပင်တေကုတ်တွေပွဲကြီးနှစ်ပွဲဖြစ်ခဲ့တယ်တမန်တန်းစာထဲမှာမှတ်တမ်းတင်ထားတယ်ပထမပင်တေကုတ်တွေပွဲကတော့တိနာတော်မှာပထမဦးဆုံးမောရှေနဲ့အတူဣသရေလလူမျိုးတွေပြုလုပ်ခဲ့တဲ့ပင်တေကုတ်တွေပွဲဖြစ်ပြီးတော့မှဒုတိယကျမ်းစာထဲမှာတည်တည်ချာချာ highlight လုပ်ပြီးတော့မှဖော်ပြထားတာကတော့တမန်တော်ဝတ္ထုခန်းကြီး1ထဲမှာဖော်ပြထားတဲ့ပင်တေကုတ်တွေပွဲနေ့ဖြစ်ပါတယ်ပင်တေကုတ်တွေပွဲနေ့ရောက်တဲ့အခါမှာတမန်တော်တို့အပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွတဲ့အခါမှာတကိုးကိုသူတို့ခံရပြီးတော့မှဒီပင်တေကုတ်တွေပွဲကိုလာရောက်ကြတဲ့ယူဒလူမျိုးများအားလုံးကိုမိမိတို့တက်ဆွမ်းနဲ့မိမိတို့ပြောနိုင်တဲ့ဘာသာစကားနဲ့ပြောတဲ့အခါမှာဒီပြောနေတဲ့စကားတွေအားလုံးကိုကပြောရင်ခြားသူကလည်းနားလည်ပြီးတော့မှထူးခြားတဲ့ပြောင်းလဲမှုတွေဖြစ်ပြီးတော့မှကဘာပေါ်မှာလည်းပထမဦးဆုံးအသင်းတော်ကြီးပေါ်ပေါက်ခဲ့တယ်အဲ့ဒီအသင်းတော်ကတော့ကျမတို့အားလုံးသိတဲ့အတိုင်းပါပဲလူပေါင်း3000နဲ့စတဲ့အသင်းတော်ဖြစ်တယ်ဆိုတာကိုတော့ကျမအနေငယ်ဒါလေးကိုတော့ဖော်ပြချင်ပါတယ်ဒီနေ့ကကျမဒီအကြောင်းကိုတော့ပြောမှာမဟုတ်ပါဘူးဒါပေမဲ့ကျမတို့ကနှစ်90ပြည့်ဖြစ်တဲ့အခါမှာကျမဖခင်ကပြောတယ်နှစ်90ပြည့်သွားတဲ့ဂျူဘလီပွဲကြီးကိုကျင်းပတဲ့အခါမှာဝတ်သားတုံးအကြီးကြီးကြက်သားတွေနဲ့မန်းတက်ကြီးအကြီးကြီးစောက်ပြီးတော့ဘုရားရှိခိုးဓာထက်ဒါကလည်းအရေးကြီးပါတယ်ဘုရားရှိခိုးဓာထက်သူကထာဝရဘုရားရဲ့ပွဲတော်များနဲ့ချိတ်ဆက်ပြီးတော့မှပြုလုပ်ဖို့ပြင်ဆင်တဲ့အခါမှာကျမတို့ဒီမိုးရာသီမှာပွဲတော်၄ခုကိုအတူတူထာဝရဘုရားရဲ့ပွဲတော်၄ပွဲနဲ့ဂျူဘလီကိုကျမတို့ကချိတ်ဆက်ပြီးတော့မှကျင်းပသွားတာဖြစ်တယ်ထာဝရဘုရားရဲ့ပွဲတော်လို့ပြောလို့ရှိရင်ဝိပုယ23ကိုကျမတို့ဖတ်ကြည့်တဲ့အခါမှာထာဝရဘုရားကမောရှေအားဖြင့်ဣသရေလလူမျိုးတွေကိုစီရင်တဲ့ပွဲ9ပွဲရှိတယ်အဲ့ဒီ9ပွဲဟာဣသရေလလူမျိုးတွေနဲ့ပဲဆိုင်တာမဟုတ်ဘူးကျမတို့ယုံကြည်သူတယောက်ချင်းစီတိုင်းနဲ့ဆိုင်ပါတယ်ဘာဖြစ်လဲဆိုတော့ထာဝရဘုရားရဲ့ပွဲတော်လို့ပြောတဲ့ထာဝရဘုရားရဲ့ပွဲလို့ပြောတဲ့အတွက်ဖြစ်ပါတယ်ကျမတို့ကတော့ပတ္တခါပွဲ
အဲ့ဒီပတ္တကပွဲတော်ဒီယေရှုခရစ်တော်ဘုရားရဲ့အသေးခံခြင်းနဲ့ချိတ်ဆက်ပြီးတော့မှတဆင်းမဲ့မုတ်ပွဲကိုတော့သခင်ယေရှုခရစ်တော်ဘုရားတင်းချိုခြင်းနဲ့ချိတ်ဆက်ပြီးတော့မှပြုလုပ်ခဲ့ပြီးပါပြီ။ဦးသီးပွဲကိုတော့သခင်ယေရှုခရစ်တော်ဘုရားထမြောက်တော်မူခြင်းနဲ့ကျမတို့ချိတ်ဆက်ပြုလုပ်ပြီးတော့မှပေတေကုတ်တွေပွဲကိုတော့တမန်တော်တို့အပေါ်မှာဝိညာဉ်တော်သုံးလောင်းတဲ့အခါမှာအရက်ရက်ကိုဧဝံဂေလိတရားဟောကြားသလိုပဲကျမတို့လည်းကြံခဲ့တဲ့3ရက်နေတုန်းကဧဝံဂေလိအစီအစဉ်တွေကိုပြုလုပ်ပြီးတော့မှ3နေရာခွဲပြီးတော့မှကျမတို့ထာဝရဘုရားရဲ့သခင်ယေရှုခရစ်တော်ဘုရားရဲ့မွေးဖွားခြင်းဤလောကမှာအသက်ရှင်ခြင်းနဲ့တူထမြောက်တော်မူခြင်းအကြောင်းအရာတွေကိုကျမတို့ဟောပြောတက်တည်ခံပါတယ်။နောက်ထပ်ပွဲတွေကတော့တဘိုးပုံပွဲအပြစ်ဖြစ်ရာပွဲနဲ့တက္ကိနေပွဲတွေကိုလည်းကျမတို့မခမရဲ့ဂျူဘလီကြီးနဲ့အတူဆက်လက်ပြီးတော့မှပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတာကိုလည်းဖော်ပြလိုပါတယ်။ဘာဖြစ်လို့ကျမဒါတွေကိုပြောနေရလဲဆိုတော့ဒီလိုမျိုးနှစ်90ပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းကိုမစတင်မီမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း90မှာမခမကြီးကငွေ14ချက်တစ်ချက်ငွေ14ချက်လူ14ဦးလူ14ယောက်ကငွေတစ်ချက်စီတဲ့14ချက်ပေါင်းပြီးတော့မှစတင်ပြီးတော့မှတည်ထောင်ခဲ့တာဖြစ်ပါတယ်ငွေအနေနဲ့တော့14ချက်ဆိုတော့အခုဘာမှတော့ဒီခေတ်ရဲ့ငွေကြေးအခြေအနေနဲ့တော့ဘာမှအသုံးပြုလို့တော့မရပါဘူးသို့တော်ညာလည်းပဲအဲ့ဒီငွေ14ချက်ကိုဖျားရှင်ကအသုံးသူကိုယ်တိုင်စီမံခန့်ခွဲပေးလိုက်တဲ့အခါမှာတော့ကျမတို့ဒီအချိန်မှာကျောင်းသူမြင့်စာမွဲဒီတက္ကသိုလ်ဝန်ထမ်းစာမွဲကိုအောင်မြင်သွားတဲ့လူတရရှိနေတယ်ဘွဲရတဲ့သူတွေလည်းရှိနေသလိုမြင့်မြောက်များစွာကိုလည်းကျမတို့ဒီအချိန်မှာအလုပ်တွေကိုပေးနိုင်တဲ့အခြေအနေတစ်ခုကိုရောက်ရှိနေပြီဆိုတာကိုလည်းဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုဖော်ပြရင်းနဲ့ဒီမှာဆက်လက်ပြီးတော့မှဝင်များကျမပြန်ပြီးတော့ share လုပ်ပေးချင်ပါတယ်လို့ဖခင်ရှင်ကကျမတို့တို့ကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ထာဝရဘုရားသည်ငါတို့အဖို့ကြီးသောအမှုကိုပြုတော်မူပြီလို့ပြောတဲ့အခါမှာဟာဒီတယောက်ကတော့လာကြွားတော့မယ်လို့တော့ထင်တော့မှာပဲဘာဖြစ်လို့လဲဆိုတော့ထာဝရဘုရားဘာကြီးတိုင်းလှုပ်သွားပြီလဲဘာကြီးတိုင်းလှုပ်သွားပြီလဲဆိုပြီးတော့မှဒါမဲ့အဲ့ဒါကိုပြောဖို့အထက်ထာဝရဘုရားကကျမတို့အပေါ်မှာကြီးသောအမှုကိုပြုနိုင်ဖို့ရန်အတွက်ကျမတို့လုံးဝပဲအခြေခံကြတဲ့အရာတွေကိုပထမဦးဆုံးကျမတို့လုပ်ဖို့လိုတယ်ကျမတို့လုပ်ရမယ့်အရာကိုမလုပ်ဘဲနဲ့2 3လေးကိုသွားမယ်ဆိုရင်တော့ဘလို့မှကျမတို့ရှေ့လျှောက်ပြီးတော့ရှေ့သွားပြီးတော့မှအဆင်ပြေနိုင်မှာမဟုတ်ဘူးအရင်ဆုံးပထမဦးဆုံးဦးစားပေးလုပ်ရမယ့်အရာကိုကျမတို့ပထမဦးဆုံးလုပ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ကိုကျမတို့အတူတူကဆက်လက်ခွန်အားယူနိုင်ဖို့ရန်အတွက်စက္ကန့်ဆုတောင်းအနံ့ချရအောင်။ကောင်းမြတ်ဆုံးလင်းတော်မူသောဖျားကိုရရှင်ပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကိုရော့ကိုကျေးဇူးတင်တယ်။ကိုရော့ကောင်းမြတ်ပါတယ်။သားမီးတို့အပေါ်မှာကိုရော့ရဲ့ကောင်းကြီးမင်္ဂလာတွေစီစဉ်ခြင်းအခွင့်ကိုကိုရော့ပေးရတဲ့အတွက်ကျေးဇူးတင်တယ်လို့ဒီကနေ့ဒီမှာလာရောက်ပြီးတော့မှသားမီးတို့ဝပြုကိုးကွယ်ရခြင်းဖိတ်ကြားခံရခြင်းပင်လည်းကိုရောကောင်းမြတ်တော်မူသောကြောင့်ပဲဖြစ်ပါတယ်။ဂျေဇုတင်တယ်ဒီကနေ့သမီးကိုကိုရောဘုရားအသုံးပြုတဲ့အတွက်ဂျေဇုတင်တယ်လို့သမီးရဲ့နှုတ်ရှာကိုကိုရောဘုရားဗိတ်သိက်ပေးတော်မူပါ။ဂျေဇုတော်ပေါင်းကိုဝန်ခံတဲ့နှုတ်ကပတ်တော်ဝေမျှခြင်းအစီအစဉ်ကိုလက်ဝယ်တဲ့သူအနန္တတဲ့အခါမှာတာသမီးတို့ကိုချစ်တော်မူသောသခင်ယေရှုဘုရားရဲ့နာမတော်ကိုအမိပြုလျက်အလွန်ယိုသည်လေးမြတ်စွာဖြင့်ဆုတောင်းလျက်စက္ကန့်အနန္တမှာတဲ့အဖထာဝရမြတ်စွာသောဘုရားသခင်အာမင်ဆိုတော့ခုနကျမပြောလို့ပဲထာဝရဘုရားကတော့ကျမတို့ကိုကြီးသောအမှုပြုတယ်ကြီးသောအမှုကိုပြုတော်မူပြီးလို့ပြောတဲ့အခါမှာမခမကြီးတခုလည်းမဟုတ်ဘူးဒီမှာရှိတဲ့အသင်းသူအသင်းသားများအားလုံးကိုလည်းထာဝရဘုရားကကြီးသောအမှုကိုပြုပေးနေတဲ့ဘုရားဖြစ်တယ်ဆိုတာကိုတော့ကျမတို့ဝန်ခံရမှာဖြစ်တယ်ဒါပေမဲ့ခုနကျမပြောလို့အခြေခံဘာလောက်ကမှလဲဒါကိုကျမတို့အတူတူကစဉ်းစားမယ်ဆိုလို့ရှိရင်ပထမဦးဆုံးတစ်ချက်အနေနဲ့ကတော့ဖခင်ကကျမတို့ကိုဘယ်လိုစိန်ခေါ်ပေးသလဲဆိုလို့ရှိရင်ဝင်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလော့ခလေးကနေစပြီးတော့မှလူကြီးအထိရတယ်ဘာဖြစ်လဲဆိုတော့ကျမတို့အိမ်မှာသားသမီးတွေကိုတင်ထားပေးတယ်ဘာဖြစ်လဲဆိုတော့ဝင်တွေကပိလာတတ်တယ်လေပိလာတတ်တဲ့အခါကျတော့ဒီကျမ်းစာကိုသိထားရင်ဒီအရာကိုစင်ချင်နိုင်ရန်အတွက်ကျမတို့ငငယ်တွေကဒီကျမ်းစာကတော့တခြားအရာမသိနေဒါကတော့ကျမတို့သိနေတယ်ဝင်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလော့ဒါဆိုရင်ကျတို့ခရိယန်ယုံကြည်သူတို့ဖြစ်ဝင်ရှိသေးလားဝင်ရှိသေးလားဟာဘလို့ကြီးပါလဲဝင်ကရှိနေသေးလားကျတို့ဘာတွေပြိနေဦးမှာလဲဆိုတာကျတို့မေးခွန်းထုတ်เสียရရှိတယ်အဲ့ဒီခါမှာဟေရှာယကြီးက
ဝင်နှမျိုးနဲ့ပတ်သက်ပြီးတော့မှ तू အတိအကျဖော်ပြထားတာဖြစ်တယ်ကျမတို့မှာဝင်ရှိတယ်အဲ့ဒီဝင်နှမျိုးကို तू ကဖော်ပြထားတယ်ဟေရှာယအခန်းကြီး44အငယ်22မှာဗာပြောထားလဲဆိုတော့သင်ဤဒုစရိုက်တို့ကိုတိမ်တိုက်ခဲ့သူ၎င်းသင်ဤအပြစ်တို့ကိုတိမ်လွာခဲ့သူ၎င်းငါခြေပြီးငါထံသို့ပြန်လာလောသင်ကိုငါရွေးနှုတ်ပြီးတဲ့အဲ့လိုပြောတဲ့အခါမှာဟေရှာယကြီးပြောချင်တာကလူမှာအပြစ်နဲ့ဆိုင်တဲ့အရာနှစ်ခုရှိနေတယ်ဆိုတာကို तू ကကွဲကွဲပြားပြားဖော်ပြလိုက်တာဖြစ်တယ်ဆိုတော့ဒုစရိုက်အပြစ်ကိုမပြောသေးခင်အနောက်ကတစ်ချက်ဖြစ်တဲ့သင်ဤအပြစ်တို့ကိုတိမ်လွာခဲ့သူ၎င်းဒါဆိုကျမတို့ကအပြစ်ရှိသလားမိကုံထုတ်ခြင်းရှိတယ်ဘယ်အချိန်မှရှိနေလဲကျမတို့မွေးကလေးကပဲအပြစ်ပါလာတယ်လို့ဆာလန်ဆရာကလည်းကျမတို့ကိုပြောထားပဲဖြစ်တယ်ဗဒိတ်တရေယူစဉ်ကပဲကျမတို့ကအပြစ်ရှိနေတာအဲ့ဒါဆိုဟဲဘာအပြစ်မှလည်းမလုပ်ရသေးဘယ်နဲ့အပြစ်ကြီးကပါလာဘာလဲဒီအပြစ်ကကျမတို့စဉ်းစားစရာဖြစ်တယ်တနည်းအားဖြင့်ဖယားကိုကျမတို့ကပြန်ပြီးတော့မေးစရာရှိတယ်အပြစ်ဘာအပြစ်များရှိနေတယ်လဲဒါကြောင့်ယောမဩရာစာအခန်းကြီး9အငယ်14လောက်မှာကျမတို့ကိုဖယားကသင်တို့အပြစ်ရှိနေကြောင်းကိုဖော်ပြထားတယ်သို့တော်လေအာရလက်ထက်မှစ၍မိုးရှေလက်ထက်တိုင်အောင်သေခြင်းတရားသည်အစိုးရ၏သေခြင်းအာရန်ပြစ်မှားသည်နီးတူမပြစ်မှားသောသူတို့ကိုပင်အစိုးရ၏ထိုအာဒံသည်နောက်လာလက်တက်သောသူ၏ပုံပမာဖြစ်သည်တဲ့ရှင်းနေအောင်ဖော်ပြထားတာဖြစ်တယ်ကျမတို့အေရင်ဥယျာဉ်နဲ့ရောက်ဘူးလားမရောက်ဘူးပါဘူးဖျားသခင်တားမြစ်ထားတဲ့ကောင်းမကောင်းအသီးကိုစားဘူးလားမစားဘူးပါဘူးလာပြီးတော့မှစာရန်ကလာပြီးတော့မှသွေးဆောင်တဲ့အခါမှာအဲ့ဒီနေရာမှာကျမမရှိနေပါဘူးဒီမှာရှိတဲ့အသင်းသူသင်းသားများလည်းမရှိနေပါဘူးတယောက်မှမရှိအဲ့တော့ကဘာပေါ်မှာလူနှစ်ယောက်ပဲရှိတယ်အာရန်နဲ့အေဝဒါမဲ့ဖခင်ကကောင်းမကောင်းသိကျွမ်းရအသီးကိုတော့မစားပါနဲ့လို့မြစ်တာထားတယ်ဒါပေမဲ့စာရန်ကအမျိုးသမီးဖြစ်သူကိုလာရောက်သွေးဆောင်တယ်နောက်တစ်ဆင့်ထပ်ပြီးတော့မှသွေးဆောင်တဲ့အခါမှာနှစ်ယောက်လုံးစားမိတယ်အဲ့ဒီအခါမှာသေခြင်းတရားကဝင်လာဖခင်ကပြောပြီးသားစားတဲ့နေ့မှာသေမယ်တကယ်လည်းသေပါတယ်ဘာလို့လဲဆိုတော့ဘုရားသခင်ရှေ့မှာလူရဲ့အနှစ်တစ်ထောင်ကတရက်ပဲကဘာပေါ်မှာအသက်အရှည်ဆုံးဖြစ်တဲ့မတုရှလတောင်မှာ969နှစ်နဲ့သေသွားတာလေသူတော်တရက်အသက်ရှင်သွားတာမဟုတ်ဘူးဘုရားရှေ့မှာဒါကြောင့်ဘုရားကစားတဲ့နေ့မှာသေမယ်လို့ပြောထားတာဖြစ်တဲ့အတွက်သေကိုသေသွားတယ်ဆိုတော့အဲ့ဒီအပြစ်ကလိုက်လာတယ်ဒီကျမ်းစာအားဖြစ်လဲမင်းတို့တော့အဲ့ဒီအသီးမစားဘူးနော်ကျမတို့ပြန်ပြီးတော့စကားပြေလို့ပြန်လိုက်ရင်အဲ့ဒီအသီးမင်းတို့တရားမှမစားပါဘူးဒါပေမဲ့အာရန်ပြစ်မှားသည့်နီးတူမပြစ်မှားတော့တနည်းအားဖြင့်အာရန်စားထားသလိုပဲမစားထားတဲ့မင်းတို့မှလည်းအဲ့ဒီသေခြင်းတရားကအောက်ဆိုးနေတယ်လို့ကျမတို့ကိုတမန်တရားအားဖြင့်ကျမ်းစာထဲမှာတိတိကျကျဖော်ပြထားတာဖြစ်တဲ့အတွက်ကျမတို့တယောက်ချင်းစီတိုင်းဟာမွေးကလေးကအပြစ်ပါလာတယ်ဆိုတာဒါပဲအပြစ်ကပါနေပြီးသားပဲဒါကြောင့်ကျမတို့ကမိမိရဲ့ကိုယ်ကျင့်တရားတွေနဲ့မိမိရဲ့လှုပ်ဆောင်နိုင်ခြင်းတွေရဲ့မိမိရဲ့လှူဒန်းခြင်းတွေနဲ့အဲ့ဒီအပြစ်ဆိုတဲ့ဝင်ကြီးကိုကျမတို့ကဖယ်ရှားခြင်းလို့တော့တစ်သက်လုံးဖယ်လို့မရအောင်ဘယ်တော့မှလည်းဖယ်လို့မရဘူးဘာလဲဆိုလို့ရှိရင်ကဲတင်ခြင်းဟာအခမဲ့ဖြစ်တဲ့အခါမှာအဲ့ဒီအပြစ်တွေအားလုံးကိုယူဆောင်သွားတဲ့သခင်ယေရှုကိုသင်နဲ့ကျွန်ုပ်ကမိမိရဲ့ကယ်တင်ပါရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံမှသာလျှင်သင်ဟာအဲ့ဒီအပြစ်ကနေလွတ်မြောက်သွားမှာမဟုတ်ဘူးလားဒါကြောင့်ဝင်လေးပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမည်ဟေရှာယကလည်းဘာပြောသေးလဲဆိုတော့ငါထံသို့ပြန်လာပါငါသည်တင့်ကိုရွေးနှုတ်မယ်လို့ပြောပြထားတာဖြစ်တယ်ဒါကြောင့်ကျမတို့တယောက်ချင်းစီတိုင်းဟာဝမ်းမြောက်စရာကတော့သခင်ယေရှုခရစ်တော်ဘုရားမိမိရဲ့ကယ်တင်ပါရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံထားတာဖြစ်တဲ့အတွက်သင်တို့တယောက်ချင်းစီတိုင်းဟာအပယ်ငရဲတော့လုံးဝမသွားရဘူးဟာလေလုယာကျမတို့အပယ်တကားကပိတ်ထားပေးပြီးသားပဲဖြစ်တယ်ဘာဖြစ်လဲဆိုတော့သင်ဟာယေရှုကိုသခင်ယေရှုကိုယုံကြည်ပြီးလူရှိဖျားရှိဝိညာဉ်တော်ဖျားရဲ့အရှိမဝန်ခံထားပြီးဖြစ်တဲ့အတွက်ကျမတို့တယောက်ချင်းစီရာအပယ်တကားနဲ့တော့မဆိုင်ဘူးဇာတိနဲ့ဆိုင်တဲ့အပြစ်တွေအားလုံးကိုယေရှုခရစ်တော်ဘုရားရဲ့အသွေးတော်တန်ချက်တော်ဟာအပီးတိုင်ခြေလိုက်ပြီးဖြစ်တယ်ဒါပေမဲ့နောက်တစ်ခုကြံသေးတယ်မပြီးသေးဘူးဘာဖြစ်လဲဆိုတော့သင်ဤဒုစရိုက်တို့ကိုတဲ့တိမ်ထိုက်ခဲ့သူ၎င်း
ကျမတို့ရဲ့ဇာတိနဲ့ဆိုင်တဲ့အပြစ်တွေကတော့ယေရှုခရစ်တော်ဘုရားကိုယုံကြည်ပြီးတဲ့အခါမှာလွတ်ချင်းချမ်းသာတော့ခံရပြီမဲ့ဒုစရိုက်ကကြံ့နေသေးတယ်ကျမအပါဝင်ဒီမှာရှိတဲ့သူတယောက်ချင်းစီတိုင်းနှစ်ချင်းမင်္ဂလာကိုခံယူပြီးတော့နောက်ပိုင်းမှာအပြစ်မလုပ်ပါဘူးလို့ပြောနိုင်တဲ့သူမရှိတော့ဘူးလို့တော့ကျမထင်တာပဲကျမတို့နှစ်ချင်းခံပြီးတော့နောက်ပိုင်းတလလောက်ထိကတော့အရန်ကို on fire ဖြစ်နေတာဟာကျမတို့တက်ကြွဘာမှမလုပ်ဘူးအပြစ်နဲ့ဆိုင်တာဒါပေမဲ့နောက်ပိုင်းမှာတော့လာတာပဲနော်လာတတ်ပါတယ်ဒါကလာပါစေဘာမှမဖြစ်ပါဘူးကျမတို့လည်းဖြစ်တယ်ကျမတို့လည်းဖြစ်တာပဲကျမဆိုရင်အရန်စိတ်ကောက်တတ်တယ်ကျမစိတ်ကောက်တဲ့အကြောင်းအရာပြောကျမကိုကြွားရထက်မိတ်ဆက်အောင်ပဲကျမကဈေးထဲသွားတော့ဒီဟင်းလေးကိုဝယ်မယ်ဆိုအော်ငါသားလေးမရှိတော့ငါဒါရုပ်စားမဲ့လူတော်မရှိလို့ပြောတော့ဟဲ့အမအားတဲ့အိမ်အောင်ရှိလားတဲ့ခလေးရှောင်းရှိတာပေါ့တဲ့ကျမအပြိုကြီးအောင်းမလို့တဲ့ကျမအပြိုကြီးမဟုတ်ဘူးနော်နောက်ပြီးတော့တခြားလူတွေကလည်းဟာတဲ့အမအပြိုကြီးအောင်းမဆိုတော့ကျမမှာသားလေးတယောက်လည်းရှိတယ်သားလေးကအသက်20ရှိနေပါပြီပေါ့သူကဒီနာကျောင်းလေး promise ပါလေလာလဲတက်ဘူးရဲဆိုတော့သူနဲ့ရွယ်သူတွေဆိုတော့တငယ်ချင်းရှိကောင်းရှိနိုင်မယ်ဒါပေမဲ့တချို့လည်းကြီးသွားပြီဆိုတော့လည်းရှိချင်မှလည်းရှိမှာတခြားနေရာတွေလည်းရောက်သွားနိုင်ပြီနော်နိုင်ငံရဲ့ခြားပဲရောက်သွားနိုင်ဆိုတော့ဒီမှာလည်းကြောင်းတက်ခဲ့ဘူးတယ်ဆိုတော့ကျမကဘလောက်စိတ်ကောက်တက်တယ်စိတ်အလုံးမကြတဲ့တခါကအရန်များတဲ့အခါကျရင်လေစိတ်ကောက်စရာမရှိရင်တော့မှကျမသားကိုကျမပြန်စိတ်ကောက်တာအဲဆိုကျမကအငဲသူကအကြီးတခါကျရင်ကျမတို့သားအမိကအဲ့လိုဖြစ်တယ်ဆိုတော့ကျမတို့ကအဲ့ဒါအပြစ်လို့ပြောရင်လည်းအပြစ်ပေါ့ဖះအဲ့လိုစိတ်ကောက်စိတ်ဆိုးတာကြိုက်မှမကြိုက်တာဘာဖြစ်လဲဆိုလို့ရှိရင်ဖះရဲ့ဝိသေသလက္ခဏာတွေကိုကျမတို့ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး73ထဲမှာဖော်ပြထားတာဖြစ်တယ်ငါသည်တဲ့လူဘာသာစကားကို၎င်းကောင်းကင်တမန်ဘာသာစကားကို၎င်းပြောနိုင်တော်လဲမြစ်တာမရှိလေအတန်မြည်သောတဘိုးကရာကဲ့သို့၎င်းတီးတန်ကိုသာပေးတတ်သောလင်းငွင်းကဲ့သို့၎င်းဖြစ်တယ်လို့ဆက်ပြောပြီးမှပရောဖက်ညံကိုရမယ်နည်းနည်းသောအရာကိုရှိရင်လဲမြစ်တာမရှိရင်အလကားဖြစ်မယ်เนาะအဲ့လိုပြောတယ်မြစ်တာဟာစိတ်ရှည်တတ်တယ်မြစ်တာဟာမာမာနမရှိဘူးမလျောက်ပတ်စွာမကျင့်တတ်ဘူးကိုယ့်အကျိုးကိုလည်းမရှာတတ်ဘူးဒေါသအမျက်လည်းမထွက်တတ်ဘူးအပြစ်ရှိတယ်လို့လည်းမထင်တတ်ဘူးဆိုတော့မြစ်တာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြထားတာဖြစ်တယ်ဆိုတော့ကျမတို့ဘုရားเจ้าမှာလေကျမတို့ရဲ့ဒီဆောင်မုတ်ကဖခင်သခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏ God is love ဆိုတော့ဖခင်သခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏လို့ပြောတဲ့အခါမှာကျမတို့နားလည်လိုက်ရမှာကဖခင်ရှိမှချစ်ချင်းမေတ္တာရှိတယ်လို့ပြောတာမဟုတ်ဘူးဖခင်သခင်လို့ပြောလိုက်လို့ရှိရင်ချစ်ချင်းမေတ္တာပဲဆိုတော့ဖခင်သခင်ရဲ့ဝိသေသကိုဖခင်သခင်ဆိုတာဒါပါလားဆိုတာကိုလည်းကျမတို့ကိုကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး73အငယ်1နဲ့2အရာ1ကနေဖတ်ကြည့်လိုက်မယ်ဆိုရင်73လောက်ထိပါဖတ်ကြည့်လိုက်မယ်ဆိုရင်ဖခင်ရဲ့ဝိသေသလက္ခဏာတွေကိုကျမတို့သိနိုင်အဲ့ဒီထဲမှာဆိုရင်ဒေါသလည်းမထွက်တတ်ဘူးစိတ်လည်းမကောက်တတ်ဘူးစိတ်လည်းမစိုးတတ်ဘူးသူတစ်ပါးကိုယံလည်းမတွေ့တတ်ဘူးဒါပေမဲ့ကျမတို့ယံဖန်ယံခါမခံနိုင်လို့ပါဟာမမျိုးသိမ့်နိုင်တော့ဘူးဒေါသထွက်လာပြီနော်ငါနေ့ကိုအယံဒေါသထွက်နေပြီဆိုတဲ့စကားတွေကျမတို့ပြောတတ်တယ်ဆိုတော့နောက်ဆုံးဘလိုတောင်မှဒေါသထွက်တယ်ဆိုဆို Facebook မှာတော့မှပဲဒေါသကြီးထွက်တတ်တယ်ဆိုတော့ကျမတို့ပုံစံအမျိုးမျိုးနဲ့တော့ဒုစရိုက်အပြစ်ကိုကျူးလွန်မိတတ်တယ်အဲ့ဒီအခါမှာဖခင်ကကျမတို့ကိုသိလို့မကသိတဲ့အတွက်တင်ဤဒုစရိုက်တို့ကိုတိမ်တိုက်ခဲ့သူ၎င်းတဲ့ငါခြေပြီလို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီအရာမှာကတော့ကျမတို့ဘာလုပ်ရမလဲဆိုတော့နေ့ရက်အတိုင်းမှာဖခင်သခင်ရဲ့ရှေ့မောက်ကိုတိုးဝင်ပြီးတော့မိမိနဲ့ဒုစရိုက်နဲ့ဆိုင်တဲ့အရာတွေသူတစ်ပါးကိုမချစ်နိုင်တဲ့အရာတွေသူတစ်ပါးကိုမုန်းနေတဲ့အရာတွေသူတစ်ပါးကိုစောင်းမြောင်းပြောတဲ့အရာစိတ်ထဲကနေပြောနေတဲ့အရာတွေအားလုံးကိုကျမတို့တွေဒီဖခင်ထံမှာဝင်ချတောင်းပန်လျက်ဖခင်ကိုတိုးဝင်ချင်းကပ်ဖို့လိုတယ်အဲ့ဒါဆိုရင်တော့တေးကြတယ်သင်ဟာတတိရှိစွာနဲ့အသက်ရှင်တော်သူဖြစ်တယ်ကိုကပဲမှန်နေတဲ့ပုံစံမျိုးနဲ့အသက်ရှင်ခြင်းမဟုတ်တော့ဘဲနဲ့ဖခင်ရဲ့ငါဖခင်ကိုတိုးဝင်ရအောင်မယ်ငါရဲ့အပြစ်တွေကိုဝင်ချတောင်းပန်ရအောင်မယ်ဆိုတဲ့အသက်တာနဲ့တတိရှိစွာအသက်ရှင်မယ်ဆိုလို့ရှိရင်တော့သင်ရဲ့ဝင်နေအားလုံးကိုဖခင်ကခြေပေးလိုက်တဲ့အပြင်သင်ဟာချမ်းသာရမယ်ဆိုတာကိုတမန်ကျမ်းစာအားဖြင့်ကျမတို့သိရှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဝင်ရှိနေသလားအပြစ်ရဲ့ဝင်တွေကတော့ယေရှုခရစ်တော်ဘုရားရဲ့အသွေးတော်တန်ချက်တော်အားဖြင့်ကျမတို့ဇာတိနဲ့ဆိုင်တဲ့အပြစ်တွေအားလုံးကအပိတိုင်ချေပြီးသွားပါပြီဒါပေမဲ့နေ့စဉ်နဲ့အများပြုလုပ်မှုတဲ့ဒုစရိုက်အပြစ်တွေအားလုံးကိုလည်းကျမတို့နေ့ရက်တိုင်းမှာဝင်ချတောင်းပန်ပြီးတော့မှဖခင်ထံကိုတိုးဝင်မယ်ဆိုလို့ရှိရင်
အပြစ်တွေအားလုံးကိုခြေပေးနိုင်တဲ့ဖခင်ကကျမတို့ကိုခွင့်လွှတ်ပြီးတော့မှချမ်းသာခွင့်ကိုပေးနေဦးမယ်ဖခင်ဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံမှုပဲလိုပါတယ်နံပါတ်1တစ်ချက်အနေနဲ့ကတော့ငါထမ်းဖို့ကိုထမ်း၍တင်၍ထမ်းကြလောငါထန်၌နီးခံကြလောအကြောင်းမူကားငါတဘိုးသည်ထမ်းလွယ်၏ငါဝင်လဲပေါ့၏ဖခင်ကပြောတယ်လူတွေကလေကို့တဘိုးကိုကိုထမ်းနေကြမှန်းကို तू သိလို့ငါတဘိုးကိုထမ်းဖို့ရန်အတွက်ဖခင်ကကျမတို့ကိုဖိတ်ခေါ်နေတာဖြစ်တယ်ကဲကျမတို့ဖခင်ပေးတဲ့တဘိုးဟာပေါ့လားလေးလားဆိုတာကိုကျမတို့စဉ်းစားမယ်ဖခင်သခင်ခိုင်းတဲ့အလုပ်ကပေါ့လားလေးလားကိုယ့်ဟာသာကိုစူးစမ်းပြီးလုပ်တဲ့တဘိုးတွေကိုယ့်ကိုတင်တဲ့အလုပ်တွေကပေါ့လားလေးလားဆိုတာကျမတို့စဉ်းစားမယ်ဆိုလို့ရှိရင်ကာနာမျိုးကမင်္ဂလာဆောင်ဒီအကြောင်းကိုကျမတို့ပြန်ပြီးတော့မှစဉ်းစားကြည့်အောင်ကာနာမျိုးမှာမင်္ဂလာဆောင်မှာဘယ်လိုမျိုးစားပြဿနာဖြစ်သွားလဲစပြည့်ရကုံသွားတဲ့ပြဿနာဖြစ်ခဲ့တယ်ဆိုတော့အဲ့ဒီအခြေအနေမှာဘလောက်တောင်မှကုံသွားလဲဆိုလို့ရှိရင်သူတို့လိုနေတဲ့စပြည့်ရဟာကြောက်အိုးဒီကိုဖြည့်ဖို့ရန်အတွက်ရှိနေတဲ့အနေအထားဖြစ်တယ်အဲ့ဒီအခါမှာအရေးတကြီးကိုအရေးပေါ်ကိုလိုအပ်နေမှန်းသိတဲ့အတွက်အဲ့ဒီအကြောင်းကိုလည်းမေတော်မာရိကသိတဲ့အတွက်သခင်ယေရှုခရစ်တော်ဘုရားကိုအကူအညီလှမ်းတောင်းလိုက်တဲ့အခါမှာကျမတို့အားလုံးသိတဲ့အတိုင်းပဲသခင်ယေရှုခရစ်တော်ဘုရားကစပြည့်ရလိုလို့စပြည့်ရတောင်းတဲ့အခါမှာသူကဘာကိုစေခိုင်းပြီးလောက်ခိုင်းခဲ့လဲဆိုလို့ရှိရင်ရေဖြည့်ပါလို့ပြောတယ်အဲ့ဒီအခြေအနေမှာအဲ့ဒီမင်္ဂလာဆောင်ပွဲမှာရေရှာတာကလွယ်မလားစပြည့်ရေရှာတာကလွယ်မလားရေရှာတာကလွယ်တာပေါ့စပြည့်ရေဆိုပတ်စံပေးရအောင်မှာသွားရှာဝယ်ရအောင်မှာနောက်ပြီးတော့အဲ့အိုး36အိုးပြည့်ဖို့ကလည်းဘလောက်တောင်ထည့်ရမလဲငွေတွေအများကြီးထပ်ကုန်အောင်မှာဒါပေမဲ့ဖခင်ကတော့သခင်ဖခင်ကတော့ခိုင်းလိုက်တာကတော့ရေထည့်လိုက်ပါအိုးလူတွေကရေဆိုတော့အိမ်မတန်ကိုပေါ့ပါတဲ့အရာပဲဖြစ်တယ်ဘာ complain မှလည်းမရှိဘူးဒီလူတွေရေတွေကိုသွားခတ်ပြီးတော့မှဒီ6အိုးထဲမှာရေကိုထည့်လိုက်တဲ့အခါမှာပွဲအုပ်ကနေတစ်ဆင့်ဆက်ပြီးတော့ဝေငှပြီးတောက်တဲ့စပြည့်တွေကဘလောက်ကောင်းလဲဆိုတော့ပွဲအုပ်ကဘယ်လိုပြောလဲဟာမင်းတို့ကတော့ကောင်းတဲ့စပြည့်တွေကိုသူတပားတွေကတော့အရင်ပေးတာဒါပေမဲ့မင်းတို့ကတော့ကောင်းတဲ့စပြည့်တွေကိုနောက်မှပေးတာပဲဆိုပြီးတော့အဲ့လိုပြောတယ်ဒီလိုပြောလိုက်တာကိုသတို့သားနဲ့သတို့သမီးနားနေတဲ့ပုံတော်မပေါက်ပါဘူးဆိုတော့ဖျားသခင်ကျမတို့ခိုင်းလို့အတိအကျလှုပ်လို့ဖျားသခင်ယေရှုခရစ်တော်ဘုရားတင်ပေးလိုက်တဲ့ဝင်ဟာကျမတို့အတွက်ပေါ့ပါစေတာတခါတခါကျမတို့ကဖျားအလုပ်လုပ်နေပါတယ်ဆိုပြီးတော့မှကျမတို့ဝင်နေပြိနေတာကကိုကားတိုင်းကိုထမ်းနေလို့ပဲကိုလှုပ်ချင်တဲ့အရာတွေအပေါ်မှာကျမတို့အားစိုက်ထုတ်ပြီးတော့မှလှုပ်နေတဲ့အခါမှာကျမတို့ဘလို့မှဒီအရာဟာမပေါ့ပါနိုင်ဘူးဆိုတာကိုတော့တမန်ကျမ်းစာအပြင်ကျမတို့သိနိုင်တယ်နောက်ပြီးတော့လေသေချာတာကဖျားသခင်ရှိကလာတဲ့အရာဟာဘတော်မှဒုတိယကောင်းတယ်လို့တတိယကောင်းတယ်လို့မဟုတ်ဘူးအဲ့ဒီနေ့ကတောက်လိုက်တဲ့စပည့်ဟာအကောင်းဆုံးသောစပည့်ဖြစ်တယ်ဆိုတာကိုကျမတို့တမန်ကျမ်းစာအပြင်သိနိုင်တယ်ဒါကြောင့်ကျမတို့ဖျားကခိုင်းတယ်တနည်းအားဖြင့်ခိုင်းတယ်တဘိုးတင်တယ်အဲ့ဒီတဘိုးကိုကျမတို့ယူတင်ပြီးတော့မှနှုတ်ဆောင်မှုပဲလိုတယ်ကိုယ့်ဘာသာကိုစူးစမ်းလုပ်နေမယ်ဆိုရင်တော့ကျမတို့အဆင်ပြေနိုင်မယ်မထင်ပါဘူးနောက်ထပ်တာရကတစ်ခုရှိသေးတယ်ဘာဖြစ်လဲဆိုလို့ရှိရင်ရှောလမုန်ကနားပြင်မှာကိုလက်မတန်ဆွမ်းတဲ့သူတယောက်ရဲ့အခြေအနေဖြစ်တယ်ရေလှုပ်ရှားတဲ့အခါမှာကောင်းကင်တမန်ကအဲ့ဒီရေကိုလာပြီးတော့မှလှုပ်ရှားပေးမှဖြစ်တယ်အဲ့ဒီကံကအခုတည်းရှိနေတော့မယ်နော်ကျွန်မရောက်ခဲ့ဘူးတဲ့တကယ်ကိုအနက်ကြီးတဲ့ကိုရေကတော့ဟိုအဲ့တုန်းကအခြေအနေလို့တော့သူတို့ကရေကကန်ကြီးလို့ဖြစ်နေတယ်ဒါပေမဲ့အဲ့လိုတော့မဟုတ်တော့ဘူးအချို့နေရာအဲ့ကန်ကြီးထဲမှာအချို့နေရာမှာရေရှိတယ်အချို့နေရာကံပေါင်ကြီးတော့ရှိတယ်ကျွန်မနဲ့ကျွန်မအမကတော့ဟိုးအောက်ထိရေတွေရှိတဲ့နေရာအထိဆင်းသွားဘူးတယ်ပေါ့နော်အဲ့ဒီရှောလမုန်ကနားပြင်ကရေလှုပ်ရှားတယ်ကောင်းကင်တမန်ရေလှုပ်ရှားတယ်ဆိုတဲ့ရေခံကိုတစ်ခေါက်ရောက်ခဲ့ဘူးတယ်ဆိုတော့အဲ့ဒီအခြေအနေမှာအဲ့ဒီလူကသူ့ဟာသူတော်မှလမ်းမလျှောက်နိုင်တဲ့အခြေအနေမှာပထမဦးဆုံးလဲဝင်ရမှာကောင်းကင်တမန်ကလည်းရေလာလှုပ်ရအောင်မှာကောင်းကင်တမန်ကရေလာလှုပ်မှအဲ့ဒီmiracle ပေါ့အဲ့ဒီဟိုတကိုးရပြီးတော့မှဝင်သွားတာတော့ပထမဦးဆုံးလူမှရမှာဆိုတာကြီးကဒီအနာရောဂါဖြစ်နေတဲ့လူအတွက်တော့အင်မတန်ကိုခတ်တဲ့တဘိုးဖြစ်တယ်
လုံးဝထမ်းနိုင်တဲ့တဘိုးမဟုတ်ဘူး तू ကိုယ်တိုင်ကတော့အဲ့ဒီကန်ထဲကိုခုံအောင်မစင်းနိုင်ဒါပေမဲ့အဲ့ဒီအခြေအနေကိုသိတဲ့သခင်ယေရှုခရစ်တော်ဘုရားကပြောရတဲ့စကားရှင်းရှင်းလေးပဲမင်းအိယာကိုဆောင်ပြီးတော့လှမ်းလာဒါပဲဒါကြောင့်ယေရှုခရစ်တော်ဘုရားကခိုင်းလိုက်တဲ့အလုပ်ကို तू လုပ်လိုက်တဲ့အခါမှာ तू ဟာနာယောဂါကနေ तू လည်းနည်းနည်းလေးတော့ complaint တော့တက်ပါတယ်ဒါပေမဲ့ तू လှမ်းနိုင်တဲ့အခွင့်ကိုပေးတယ်အနာယောဂါငြိမ်းချင်းအခွင့်ကိုပေးတယ်ဒါဘုရားကခိုင်းတဲ့အလုပ်ဘုရားတဘိုးတင်တဲ့အလုပ်ကတော့အင်မတန်တက်တာတဲ့တဘိုးဖြစ်တယ်ဆိုတာကိုကျမတို့သိဖို့လိုတယ်ဒါကြောင့်လုကာ9:23ထဲမှာလည်းကျမတို့ကိုထပ်ပြီးတော့မှဘုရားကသခင်ယေရှုခရစ်တော်ဘုရားကိုယ်တိုင်ကပြောရတယ်ထိုမှတပါလူအပေါင်းတို့အားမိန့်တော်မူသည်ကငါ၌စီကက်လိုသောသူဖြစ်လေကိုညင်းပယ်ရမယ်ကိုလက်ဝါးကားတိုင်းကိုနေ့တိုင်းထမ်း၍ငါနောက်သို့လိုက်ရမယ်ကိုတော့အရင်ညင်းပယ်ငါလှုပ်ချင်တာငါဘလို့ဖြစ်ချင်တာငါတွေထက်အဲ့ဓာတွေကိုဖယ်ပြီးတော့မှဖခင်ကကျမတို့ကိုဘလို့စေခိုင်းတယ်ဖခင်ရဲ့စေခိုင်းချက်ကိုကျမတို့လိုက်နာပြီးတော့မှဆောင်ရွက်မယ်ဆိုလို့ရှိရင်တမန်တော်ကြီးရှင်ပေါလုပြောသလိုပဲသခင်ဖခင်ရဲ့သာသနာဟာတကိုးနဲ့တိုးပွားပြီးတော့အောင်မြင်ရတဲ့အခွင့်ကိုပေးတယ်အာမင်ဒါကြောင့်ကျမတို့ဖခင်တင်တဲ့တဘိုးကိုပဲကျမတို့ယူဖို့လိုတယ်ဖခင်ကလည်းကျမတို့ကိုတဘိုးထမ်းစေခြင်းနဲ့ဒါမဲ့အဲ့တဘိုးကတော့သူပေးတဲ့သူကိုယ်တိုင်ပေးတဲ့စေခိုင်းမှုပဲဖြစ်တယ်ဒါကြောင့်လည်းပြောတယ်ငါထံ၌နီးခံကြပါငါနီလန်းအတိုင်းပဲသွားပါမင်းတို့နီလန်းနဲ့သွားရင်တော့ချော်ဦးမှာပဲငါနီလန်းနဲ့ပဲသွားပါဆိုပြီးတော့မှနှုတ်ဘက်တော်အပြင်ကျမတို့ကိုဖော်ပြထားတယ်ဆိုတာကိုတွေ့ရတယ်ဒါဆိုရင်ထာဝရဘုရားကကျမတို့ကိုကြီးတော်မှုပြုနိုင်ဖို့ရန်အတွက်ပထမတစ်ချက်အနေနဲ့တော့ကျမတို့ဝင်နေရှိနေသလားအဲ့ဒီဝင်နေအားလုံးကိုဘယ်သူ့ကိုပေးလိုက်ရမလဲယေရှုကိုပေးလိုက်ပါသခင်ယေရှုကိုပေးလိုက်ပါနံပါတ်1တစ်ချက်အနေနဲ့ယေရှုထံမှာနီးခံပြီးတော့မှသူထမ်းခိုင်းတဲ့တဘိုးကိုပဲတင်ပါကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ထမ်းတဲ့တဘိုးတွေကိုဖယ်လိုက်ပါဒုတိယတစ်ချက်အနေနဲ့နံပါတ်3ကတော့ငါသည်နူးညံ့တိမ်မွေးနှိတ်ချသောစိတ်သဘောရှိသင်တို့စိတ်နှလုံးသည်တတ်တာခြင်းကိုရလိမ့်မယ်မဿဲ7:29ထဲမှာပြောထားတာဖြစ်တဲ့အတွက်ဒါကသခင်ယေရှုခရစ်တော်ဘုရားကိုယ်တိုင်ပြောတာဖြစ်တယ်သူ့ရဲ့စိတ်နေစိတ်ထားကိုပြောတာငါဟာနူးညံ့တိမ်မွေးစိတ်ချတဲ့စိတ်သဘောရှိတယ်နော်နင်တို့စိတ်နှလုံးကတတ်တာခြင်းကိုရလိမ့်မယ်အဲ့ဒီငါရဲ့စိတ်နှလုံးကိုမင်းတို့နားလဲပြီဆိုလို့ရှိရင်နင်တို့စိတ်နှလုံးတတ်တာခြင်းရမယ်ဆိုပြီးတော့မှဖော်ပြထားတာတွေ့ရတယ်ဒါလေးနဲ့ကျမတို့ကဘယ်ကျမ်းစာနဲ့ကျမကချိတ်ဆက်ပေးခြင်းလဲဆိုတော့25ခုမြောက်သောစာလံအပိုက်ငယ်14နဲ့ဖော်ပြပေးခြင်းတယ်ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်ကိုရောမြတ်နှင့်မိတ္တဟာယဖွဲ့ရသောအခွင့်နှင့်ဗရိညင်တရားတော်ကိုသိရသောအခွင့်ရှိကြ၏ဆိုတော့ကျမဥပမာလေးတွေနဲ့ပဲပြောပြရမယ်ဆိုရင်ထာဝရဘုရားကိုကြောက်ရွံ့သောသူတော့ဖြစ်ရမယ်ထာဝရဘုရားနဲ့မိတ္တဟာယဖွဲ့တဲ့အစဉ်ကနောက်ဟောကျမတို့တွေဟာတခါလူကြီးတွေပေါ့ကိုထက်အသက်အရွယ်ကြီးရဲ့နောက်တော့နည်းနည်းလေးလဲပြောပြတတ်တယ်စုံမတတ်တယ်ဆိုရင်အဲ့လူတွေနဲ့ကျမတို့ဝေးရှောင်သူတို့ရဲ့အပြောတွေကိုလည်းဓာတ်မခံနိုင်ဘူးပေါ့ဒါပေမဲ့သူတို့ရဲ့စိတ်နှလုံးသားထဲမှာတကယ်ကိုကူညီချင်နေတာကျမတို့ကိုလမ်းမှန်ပေးချင်တာဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့သူတို့ကိုကျမတို့ကကြောက်တယ်ဆိုတဲ့အခြေအနေတစ်ခုမှပဲရက်လိုက်ပြီးတော့မှသူတို့နဲ့လုံးဝမိတ္တဟာယဖွဲ့ခြင်းလုံးဝမပြုဘူးဒါလူလောကမှာဖြစ်တတ်တယ်နော်ကျမတို့လည်းဖြစ်တတ်တယ်နည်းနည်းလေးရှောင်လိုက်တယ်ပေါ့ဆိုတော့သူ့ရဲ့စိတ်သဘောထားနဲ့သူကူညီမဲ့အရာတွေသူလှုပ်ဆောင်ပေးနိုင်တယ်သူ့ရဲ့အကြံဉာဏ်ဘာတစ်ခုမှကျမတို့မသိနိုင်တော့ဘူးဒါကြောင့်လေဖခင်ကငါဟာနူးညံ့သိမ်မွေးတဲ့စိတ်သဘောရှိတယ်သင်တို့စိတ်လုံးသက်သာခြင်းရဖို့ကတော့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အရင်ဆုံးသက်ရှင်ရမယ်ဒါပေမဲ့ကြောက်ရွံ့ပြီးတော့မှကြောက်တယ်ဆိုတဲ့အရာထက်အဲ့ဒီကိုတော်မြတ်ကိုလည်းကြောက်ပြီးတော့မှမိတ္တာယဖွဲ့တော်သူလည်းဖြစ်ဖို့လိုတယ်ဆိုတော့ခုနကကျွန်မပထမဦးဆုံးပြောလိုက်တယ်တိနာတော်မှာဒီပင်တေကုတ်တွေပွဲကိုကျင်းပတယ်လို့ပြောတဲ့အခါမှာအဲ့ဒီအခြေအနေကြီးကအင်မတန်ကိုဝမ်းနည်းစရာကောင်းတယ်ထွက်မြောက်ရာကျမ်းအခန်းကြီး19 30 21ကဒီပင်တေကုတ်တွေကိုတိတိကျကျကိုကျမ်းစာထဲမှာ highlight ထင်ထင်ရှားရှားဖော်ပြထားတာဖြစ်တယ်အဲ့ဒီအခြေအနေတုန်းကအဲ့ဒီဣသရေလလူမျိုးတွေကဘာပဲလိုချင်လဲဆိုတော့ဖယားသခင်ရှိရနေပြီးတော့သူတို့ကဒါလောက်ပါဒါမလုပ်နဲ့ဒါလုပ်ရင်ဒါဖြစ်ပဲဆိုတော့ဒူးထုံကိုပဲသူတို့လိုချင်တယ်အဲ့ဒီပထမဦးဆုံးပင်တေကုတ်တွေပွဲမှာတော့ကလည်းဣသရေလလူမျိုးတွေအတွက်ဘာရတယ်လဲဆိုလို့ရှိရင်ပြည့်ညတ်တော်10ပါးကိုရတယ်
တင်းရဲ့ဘုရားခင်ထာဝရဘုရားဝယ်ပြုကိုယ်ကငါမတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့စသည်ဖြင့်ဒီ10ချက်ကိုပေးတာဖြစ်တယ်အဲ့ဒီအခါမှာဘလောက်တောင်မှသူတို့ကဘုရားနဲ့မိတ္တာရမဖွဲ့ကြဘုရားကိုကြောက်တယ်လို့ကသူတို့ပြောပြီးတော့မှဘုရားကိုမိတ္တာရမဖွဲ့ကြလဲဆိုလို့ရှိရင်သူတို့တွေမောရှေတဲ့မင်းနဲ့မောရှေဘုရားပြောမဲ့စကားတွေကိုခမည်းပဲတွားပြီးတော့မှလက်ခံယူလိုက်ပြီးရင်ကျွန်တော်တို့ကိုပြောကျွန်တော်တို့ကလည်းအဲ့အတိုင်းအကုန်လက်ခံမယ်ဒါပဲသူတို့ပြောတာဖះကိုတွေးမြင်ခြင်းစိတ်ဖះကိုဖူးမြော်ခြင်းစိတ်ဖះအနားမှာသွားနေခြင်းစိတ်တစ်စဲမှမရှိဘူးနောက်ပြီးတော့သူတို့စိတ်တွေလောပြီးတော့မှမောရှေကိုတော့မစောင့်နိုင်တော့ဘဲနဲ့သူတို့တွေနားတငယ်ရုပ်ကိုပြုတ်တဲ့အခါမှာပြည့်ကျက်တော်10ပါးရပြီးတော့နောက်ထပ်ကျမ်းစာကိုကျမတို့ဆက်ပြီးတော့ဖတ်ကြမှာခါမှာလူ3000အသက်ဆုံးရှုံးတယ်ဆိုတာကိုကျမတို့တွေ့ရစိတ်တွေလောကြတယ်ဖះကိုကြောက်တယ်ဆိုတဲ့နေရာမှာပဲရက်လိုက်ပြီးဖះနဲ့မိသားရဖွဲ့ခြင်းကိုမပြုဘူးကိုယ့်ရဲ့အလိုဆန္ဒကိုပဲအရှိတန်းတင်လိုက်တဲ့အခါမှာအသက်ဆုံးရှုံးတယ်ဆိုတာကိုကျမတို့သိနိုင်တယ်ပေါ့ဒါကြောင့်ကျမတို့ထာဝရဘုရားကိုကြောက်ခြင်းနဲ့အသက်ရှင်မှုလိုပြီးတော့မှအဲ့ဒီဘုရားနဲ့လည်းမိသားရဖွဲ့ဖို့လိုတယ်ဆိုတော့ကျမကိုယ်တိုင်လည်းဘုရားကိုကြောက်ရမှာတဲ့ဘုရားကိုချစ်တယ်ဆိုတဲ့အသက်တာနဲ့အသက်ရှင်မှုတဲ့ဘုရားကချစ်ရမယ်နော်ကျမကအဲ့လိုပြောရတော့ဟာမချစ်ဘူးလားမဟုတ်ဘူးဘုရားကိုချစ်ပါဖះကိုချစ်ပါဖះကိုနှလုံးသားထဲမှာထည့်ပါဒါပေမဲ့အဲ့ဒီအချစ်ကိုကျမတို့ကပေါ့တန်လေးနဲ့သူငါ့ကိုချစ်တရားပဲအချိန်တန်ရင်ခွင့်လွတ်သွားမှာပဲဆိုတော့နှလုံးသားတွေနဲ့အသက်ရှင်လို့မရဘူးဖះကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်မှာဖြစ်တယ်ဒါကလည်းတနည်းအားဖြင့်ကျမတို့တနင်္ဂနွေတရက်တည်းခရစ်ယာန်လို့မရဘူးကျမတို့တက်တာကိုတရက်တည်းပဲဖះเจ้าလာပြီးတော့နောက်နေ့တွေမှာငါနေချင်းလို့နေမယ်ငါအသက်ရှင်နေလို့အသက်ရှင်မယ်အသက်ရှင်လို့မရဘူးဖခင်သခင်ကိုကြောက်ရွံ့တဲ့သူတွေအသက်တာမှာဖခင်ရဲ့တက်တွေကိုထူဖို့ရန်အတွက်လဲကျမတို့နေတိုင်းအသက်တာမှာကျမတို့ဟာဖခင်သခင်ကိုယုံကြည်တော်သူယေရှုခရစ်တော်ဘုရားကိုယုံကြည်တော်ခရစ်ယာန်အသက်တာအပြင်နေ့တိုင်းအသက်ရှင်ဖို့လိုတယ်ဒါမှဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်တော်သူတယောက်ချင်းစီတိုင်းဖြစ်နိုင်မှာဖြစ်တယ်ဘာလို့သင်တို့ကျွန်ုပ်တို့အားလုံးဟာအခြားသောသူများတွေကဖတ်တဲ့စာတွေဖြစ်တယ်မယုံကြည်တဲ့သူတွေကျမ်းစာမဖတ်ပါဘူးအခြားသောဘာသာပဲကျမတို့ရဲ့ဒီကျမ်းစာကိုမဖတ်ပါဘူးဒါပေမဲ့သူတို့ဖတ်နေတာကကျမတို့ရဲ့ပြုမှုဆောင်ရွက်မှုကျမတို့ရဲ့လောက်ကင်ဆောင်ရွက်တဲ့အရာတွေပေါ်မှာပဲသူတို့ဖတ်ပြီးတော့မှသူတို့ကကျမတို့ရဲ့အသက်တာတွေပေါ်မှာဆင်ခြင်ပြီးတော့ဖခင်ရဲ့မျက်နှာကိုမြင်နိုင်မှာဖြစ်တယ်ဒါကြောင့်ကျမတို့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ကြရအောင်အဲ့ဒီဖခင်ကိုလည်းနေညမပြတ်မိတ္တာရာဖွဲ့တယ်ဆိုလို့ရှိရင်တော့ဖခင်သခင်ကျမတို့ကိုပြောတဲ့စကားတွေကိုကျမတို့ကြားရမှာဖြစ်တယ်ဗြိဉ္ဉ်တရားတော်ကိုသိရသောအခွင့်ရှိတယ်။ကျမတပတ်မှာ4ရက်3နာရီတိုင်းပေါ့။ဘုရားထားပြီးတော့မှဆုတောင်းတယ်။ပထမတော့အကျင့်လုပ်ရတယ်။နောက်ပိုင်းတော့အကျင့်ဖြစ်လာတယ်။ဘုရားသခင်နဲ့အချိန်ယူပြီးတော့မှစကားပြောတယ်။အင်မတန်ကိုတိတ်ဆိတ်တဲ့အချိန်မှာစကားပြောတယ်။ဒီခါမှာဘုရားသခင်ရဲ့လမ်းပြခြင်းတွေစောင့်မပေးခြင်းတွေခံစားရတယ်ဆိုတာကိုလည်းထပ်ပြီးတော့မှပြောကြားလိုပါတယ်။အဲ့တော့ကျမ3ချက်ရောက်သွားပါပြီ။ပထမတစ်ချက်ကတော့ဝင်ရှိသလားအားလုံးဘယ်သူပေးလိုက်ရမလဲခင်ယေရှုခရစ်တော်ဘုရားကိုပေးလိုက်ပါနံပါတ်1ကတော့သခင်ယေရှုခရစ်တော်ဘုရားတင်တဲ့တဘိုးနဲ့ပဲသွားပါသခင်ယေရှုခရစ်တော်ဘုရားထံပဲနီးခံပါနံပါတ်3တစ်ချက်ကတော့နူးညံ့တိမ်မွေ့နှိမ့်ချသောစိတ်တော်ရှိတဲ့အဲ့ဒီဘုရားရှိကနေတတ်တာခြင်းကိုရအောင်ကတော့ကျမတို့တွေထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ဖို့လိုတယ်ဆိုတာကိုဒုတိယတစ်ချက်တတိယတစ်ချက်အားဖြင့်ဖော်ပြလိုပါနောက်ဆုံးတစ်ချက်ဆိုရန်ဝမ်းသာသွားပြီထင်တယ်နော်နောက်ဆုံးတစ်ချက်ကတော့ထာဝရဘုရားသည်ငါတို့အဖို့ကြီးသောအမှုကိုပြုပြီအခုနအချက်တွေဟာကျမတို့ကိုထာဝရဘုရားပြုမဲ့ကြီးသောအမှုတွေကိုတည်ဆောင်လာတဲ့အရာတွေဖြစ်တယ်။ကျမတို့ဘုရားရှင်ကထာဝရဘုရားကျမတို့ကိုကြီးသောအမှုကိုပြုဖို့ကတော့အခြေခံအကျဆုံးကတော့ယေရှုခရစ်တော်ဘုရားမမိနဲ့ဂတ်တင်ပိုင်ရှင်နဲ့အရှင်သခင်အဖြစ်လက်ခံယုံကြည်ဖို့ကတော့အရေးကြီးဆုံးပဲဖြစ်တယ်။ထာဝရဘုရားကျမတို့အဖို့ကြီးသောအမှုကိုပြုသလားမပြုသလားဆိုတာကိုယေရှုခရစ်တော်ဘုရားကိုယ်တိုင်ကကျမတို့ကိုပရောဖက်ပြုခဲ့တယ်ဆိုတာကိုတွေ့ရတယ်။ရှင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကာလကရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်7ထဲမှာငါအမှန်အကန်ဆိုသည်ကားတဲ့။ငါပြောမယ်နော်။ငါအမှန်အကန်ဆိုသည်ကားငါကိုယုံကြည်တော်သူသည်ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ဒါဆိုရင်ကျမတို့ယေရှုခရစ်တော်ဘုရားကိုမမိတဲ့ကယ်တင်ပိုင်ရှင်သခင်ယေရှုဖြစ်ယုံကြည်ပြီးပြီ။ငါ့ကိုယုံကြည်တဲ့သူတွေဖြစ်တယ်ဒီမှာထိုင်တဲ့သူတွေအားလုံးဟာယေရှုခရစ်တော်ဘုရားကိုယုံကြည်တဲ့သူတွေဖြစ်တယ်ငါပြုသောအမှုတို့ကိုပြုလိမ့်မယ်ဒါဆိုရင်ယေရှုခရစ်တော်ဘုရားဘာတွေပြုခဲ့လဲဒီလောကမှာအသက်ရှင်စဉ်ခါတော့ကအခုကသချင်းတစ်ပုဒ်ဆိုရတယ်နော်
လက်တော်အဖြစ်မျက်မမြင်ကိုဟုတ်လားဘာသာအဲ့လိုပြန်လိုက်ဟုတ်လားတော့မသိဘူးလက်တော်ဖြစ်လားအဲ့တချင်းထင်တယ်နော်လက်တော်အဖြစ်မျက်မမြင်ကိုလက်တော်အဖြစ်သေသူကိုဖြာနာသူကိုလေပြောဒီမှာအေးရထလျက်ပြန်လောလက်တော်ဖြစ်ဆိုတော့အဲ့တချင်းလေးဆိုသွားတယ်ဆိုတော့လက်တော်ဖခင်ရဲ့လက်တော်ဖခင်ရဲ့လက်တော်အားဖြင့်မျက်မြင်တဲ့သူတွေမျက်စိမြင်တယ်ကျမ်းစာထဲမှာအတိအကျတာပြောတယ်ဘာတူလဲဘာတိမဲဆိုတဲ့သူဟာမျက်စိမြင်ရတဲ့အခွင့်ကိုပေးတယ်နှူတဲ့သူ10ဦးဖခင်ယေရှုခရစ်တော်ဘုရားရှိခိုးသွားတဲ့အခါမှာအနာကနေသူတတ်ရှင်းခြင်းအခွင့်ကိုရတယ်ပြီးလို့ရှိရင်ခုနပြောတဲ့ရှောလမုန်ကာနာပြင်မှာတွေ့တဲ့သူအဲ့ဒီသူလဲခြေလက်ပြန်တန်ဆွမ်းသွားရတဲ့ခွင့်ကိုပေးတယ်ဒါဆိုရင်ယေရှုခရစ်တော်ဘုရားကသူ့လုပ်ခဲ့တဲ့အမှုတွေအများကြီးအဲ့ဒါတွေကိုကျမတို့လုပ်အောင်ပါတဲ့ဖခင်ပြောတာနော်ကျမပြောတာမဟုတ်ဘူးဆိုတော့ငါ့ကိုယုံကြည်တော်သူတည်တဲ့ငါပြုတ်တော်အမှုတို့ကိုပြုတ်လိုက်မယ်ငါလုပ်တဲ့အလုပ်တွေလုပ်မယ်အဲ့ဒါဆိုတော့ဒီနေ့ကျမလက်နဲ့ထိရတဲ့အခါမျက်စိပြန်မမြင်ကြပါဘူးသူတို့တွေနောက်ပြီးတော့အနာကြီးယောဂတဲ့ကြီးလည်းမပြောက်ပါဘူးဒါပေမဲ့ကျမတို့ဘာလုပ်လဲနာဇရက်ကျင်ညာစာထဲမှာမျက်စိကန်းသောသူတို့ကိုမျက်စိမြင်ပြန်စေခြင်းကဟာဒါဖခင်ကစိတ်ခိုင်းတဲ့လို့ဆိုတော့ဗမာစကားပုံရှိတယ်စာမတက်ရင်အကန့်စာမတက်ရင်အကန့်ဒါဆိုရင်မြင်တယ်မမြင်ဘူးလို့ तू ကမပြောကန်းတယ်လို့ပြောတာဆိုတော့စာမတက်တဲ့လူကအကန့်ပဲဒီနေ့ယေရှုခရစ်တော်ဘုရားကတော့မျက်စိကန်းသောသူတွေကိုမျက်စိပြန်မြင်စေပါတယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ဘုရားကမျက်မြင်ကြောင်းတစ်ကြောင်းမှမထီတောင်ခဲ့ဘူးဆေးရုံတရောမှလည်းမဖွင့်ခဲ့ဘူးဒါပေမဲ့ကျမတို့ကဒီအချိန်မှာငါပြုတ်သောအမှုတို့ကိုပြုတ်မယ်လို့ပြောတဲ့အခါမှာကျမတို့မျက်မြင်ကြောင်းကိုတည်ထောင်နိုင်တယ်ဟာလေလုယာနေ့မြောက်များစွာကန်းနေတဲ့ဘဝကနေပြီးတော့မှမြင်ရတဲ့အခွင့်ကိုပေးတယ်စာတက်မြောက်ရတဲ့အခွင့်ကိုဖခင်သခင်ကပြင်ဆင်ပေးတယ်အဲ့ဒါမှဖခင်သခင်ပြုတ်တဲ့အမှုကိုကျမတို့ပြုတ်တာမဟုတ်ဘူးလားညီကိုမောင်မတို့ဒီမှာအချို့သောသူတွေလာကြတယ်ဒီရောက်တဲ့အခါမှာအသက်တာတွေပြောင်းလဲသွားတယ်ဝိညာဉ်မျက်စိတွေပြန်ပြီးတော့မှအလင်းရတဲ့အခွင့်ကိုရရှိတယ်ဒါဒီထက်ကောင်းတဲ့အရာဘာရှိအောင်မလဲမျက်စိသူတို့တွေစာမဖတ်နိုင်မှုအခြေအနေတွေအခုဆိုgrade 10လည်းရှိတယ် grade 7လည်းရှိတယ်စသည်ဖြင့်ပညာတွေကိုသင်ယူနိုင်တဲ့အခွင့်ကိုကျမတို့ပြုလို့ဆောင်ရွက်နိုင်တယ်ငါပြုတော့အမှုကိုပြုလုပ်နိုင်တယ်ငါကမျက်စိမမြင်တဲ့သူတွေကိုမျက်စိမြင်စေသလိုပဲမင်းတို့ရဲ့အဖွဲ့အစည်းအလုပ်အကင်အားဖြင့်လည်းမျက်စိမြင်ရတဲ့အခွင့်ကိုပေးတယ်ဒါတွေမကသေးပါဘူးဒီမှာလဲကျမကတော့ဆရာကရင်လို့ပြောတိတ်တော့နားမလဲမကူညီတာတွေအများကြီးပဲကူညီကြတာတွေအများကြီးပဲရေဘေးနော်ရေဘေးကူညီတဲ့အသင်းတော်တွေလည်းကြားရတယ်ဒါတွေကိုကူညီနေတာဖျားပြုတ်တဲ့အမှုတွေကိုလုပ်နေတာပဲပေါ့ဟိုတလောကဆိုရင်ကျမတို့နိုင်ငံမှာပြင်းထန်တဲ့ငလျင်ဖြစ်တယ်အဲ့ဒီအခါမှာအမေရိကန်နိုင်ငံကနေပြီးတော့မှတလလောက်လာနေသွားပြီးတော့မှဆေးရုံတရုံတိဆောက်တယ်အဲ့ဒီမှာခြေလက်တွေထိခိုက်ဒဏ်ရာရတဲ့သူတွေယောဂါကိုခွဲစိတ်ကုသရမယ့်သူတွေစိတ်ဒဏ်ရာရနေတဲ့သူတွေအားလုံးကိုစိတ်ကြေကွဲမှုတွေကနေပြန်လဲကောင်းမှုနိုင်ရတဲ့အခွင့်ကိုပေးတယ်ခြေထောက်တွေကိုပြန်လဲပြီးတော့မှကုသပေးတယ်ဒါတွေဟာဖျားပြုတ်တဲ့အမှုတွေကိုလုပ်တယ်လို့ပဲကျမတို့လုပ်နိုင်တာမဟုတ်ဘူးလားဘုရားသခင်ကယေရှုခရစ်တော်ဘုရားကိုယ်တိုင်ကကျမတို့ကိုပရောဖက်ပြုတ်ထားတာမဟုတ်ဘူးလားဒါကိုကျမတို့နားလည်ဖို့လိုတယ်ဒါကြောင့်လည်းဘုရားကပြောတာပြီးမင်းတို့ကငါထက်နော်ငါပြုတ်သောအမှုတို့ကိုပြုတ်လိုက်မယ်နဲ့တော့မရက်ထားပဲနဲ့ထိုအမှုတို့ထက်တာ၍ကြီးသောအမှုတို့ကိုလည်းပြုတ်အောင်ပါတဲ့ကျမတို့ဒီမှာချက်တယောက်ချင်းစီတိုင်းဟာယေရှုခရစ်တော်ဘုရားလှုပ်ခဲ့တဲ့အမှုထက်တာပြီးတော့မှကြီးတဲ့အမှုတောင်လုပ်မှာကျမပြောတာမဟုတ်ပါဘူးယော14 12ထဲမှာသခင်ယေရှုခရစ်တော်ဘုရားကအသေးအချာပြောခဲ့တာဖြစ်တယ်။ဒါတော့ဒီမှာရှင့်ညီကိုမောင်မတွေအားလုံးဖျားပြုတဲ့အမှုထက်တာ၍ကြီးသောအမှုတွေကိုပြုနိုင်တဲ့သူတယောက်ချင်းစီတိုင်းဖြစ်မယ်ဆိုတာကိုကျမကဝန်ခံပါတယ်လို့ဆိုတော့ကျမလည်းကျမအပေါ်မှာသာရဘုရားကကျမအဖို့ကြီးသောအမှုကိုဘယ်လိုပြုတယ်ဆိုတာလေးကိုတတ်သိခိုင်တဲ့နေကုံချုပ်ချင်ခုနကကျမကသားလေးတယောက်ရှိတယ်လို့ကျမပြောတယ်အခုသားကလည်းအရက်6ပေရှိတယ်သူခန္ဓာကွာလည်းပေါင်200ကျော်ရှိတယ်တောင့်တင်းထွားကြိုင်နဲ့ဆိုတော့သူ
သူဒီလမှာပေါ့နော်သူ US မှာသွားပြီးတော့မှပညာသင်ဖို့ရန်အတွက်ဘုရားသခင်ကကျမတို့ကိုပြင်ဆင်ပေးတယ်ရရှိခဲ့တယ်ပေါ့အဲ့ဒီကြားထဲမှာတော့အခက်အခဲတွေအများကြီးပဲအခက်အခဲတွေအများကြီးပဲဆိုတော့စိတ်ညစ်စရာလေးတွေပေါ်သွားတာပေါ့နော်ကျမကကျမနဲ့ counseling လုပ်တဲ့အမတယောက်ကကျမကိုပြောလဲဆိုဟာတဲ့ဒီကလေးရတဲ့ visa ရနိုင်ခြေရှိလို့လားတဲ့သူ့ရဲ့အတော်သူ့ဦးလေးကရောဟိုမှာရှိနေတယ်ဆိုဟာကျမလည်းဟဲ့အတော်နဲ့ဦးလေးရှိတာနိုင်ငံခြားသွားလို့မရတော့ဘူးလားဟင်းကျမခေါင်းထဲမှာနောက်တစ်ခုပေါ့နော်ကျမရဲ့အလုပ်အကင်ရဆိုလဲကျမကမြင့်မြင့်တောင်းမှာပဲအလုပ်တာဆိုတော့တက်မှန်ပဲနော်ဒီမှာဟိုလကအနေထားနဲ့ဆိုအများကြီးရနေတာမဟုတ်ဘူးဒါနဲ့ကျမဆုတောင်းတယ်နောက်တော့အဲ့ဒီအမနဲ့ကျမနဲ့ counseling လုပ်ပေးနေတဲ့အမနဲ့ပေါ့နော်ကျမတို့ကူညီပတ်မိုးပေးတဲ့အမနဲ့နောက်ဆုံးသားလေးရဲ့ visa ဝင်ငံနီးမှာတွေ့တဲ့အခါမှာသူကဘာပြောလဲဆိုအမတဲ့ကျမနားလေသွားပြီဟုတ်ကဲ့ပြောပါလို့ဆိုတော့သူရှိမှလာပြီးတော့မှကျမတို့လိုမျိုးလာပြီးတော့ဒီလိုမျိုးပေါ့နော်အကူကြီးတောင်းတဲ့သူတွေကို तू ကအဲ့ဒီကလေးတွေရဲ့နာမည်နဲ့တကွသူဆုတောင်းပေးရတဲ့အဲ့လိုဆုတောင်းပေးတဲ့အခါမှာတဲ့အမားတဲ့အဲ့ကလေးရတဲ့ယုံကြည်သူကလေးတော့မဟုတ်ဘူးတဲ့ကျမသားတဲ့တစ်ရက်နှစ်ရက်စောဖြစ်တဲ့ကလေးအောင်သွားတယ်ကျမသဘောပေါက်သွားပြီတဲ့ဖះကိုဆုတောင်းမှပဲရတာတဲ့အော်အမရေလို့ကျမကြားကျင်တာအဲ့စကားလို့ကျမယုံတယ်လို့ဖះကပြင်ဆင်ပေးနိုင်တယ်ဆိုတာကျမယုံတယ်ဆိုပြီးတော့မှကျမသူနဲ့ကျမအဲ့တော့မှပဲကျမရဲ့အလုံးလဲကြာသွားပြီးတော့မှပျော်သွားတယ်ပေါ့နော်အဲ့ပါသားလေးလဲဝင်နေသူ့အရှိမအများကြီးပဲမရဘူးလေသူပြောတာပဲပေါ့နော်အဲ့ဒါမဲ့ဂျေစုတော်တဲ့ကြောင့်သူရရှိတယ်အော်ကသူရပြီးသွားပြီဆိုစိတ်အေးလက်အေးနေရတော့မယ်ပဲအောင်းမေတယ်တရားလူတွေလည်းသတင်းတွေကြည့်နေတယ်ဆိုတော့သိပါတယ်ကျမတို့ရဲ့နိုင်ငံဟာခရီးသွားလာခွင့်အမေရိကန်နိုင်ငံခရီးသွားခွင့်လည်းပိတ်တော့ဟဲ့တချို့တွေကလည်းအမျိုးမျိုးပြောကြရထားတဲ့သူတွေတောင်မပါတော့ဘာဆိုအရန်ကိုစိတ်ရှုပ်စရာတွေရှိတယ်ဒါပေမဲ့ဖះကိုပဲကျမစူးစမ်းပြီးဆူတောင်းတယ်ကိုရောလို့ကျမတို့ကနှစ်90ပြည့်ကျေးဇူးတော်ချီးမွမ်းတာကျမနှစ်90ကောင်းကြီးမင်္ဂလာပေးတော့ကိုရောလို့ကျမလိုချင်တယ်လို့ကျမအတွက်အဲ့ဒါကြီးသောအမှုပဲလို့အဲ့ဒါနဲ့ကျမဆူတောင်းတယ်ဆိုတော့ကျမရဲ့အမဝမ်းခွဲတယောက်ကလည်း तू ကဗီဇာကြိုရထားတာဖြစ်တော့ तू လည်းဝင်သွားတယ်ဆိုတော့ဟိုစိတ်တရားလည်းပြေပြော့သွားတယ်ဒါပေမဲ့ထွက်ခံနီးကျမထပ်ဆူတောင်းတယ်ဘုရားသခင်လို့ကျမသားထွက်ရတော့အဲ့အမနဲ့ပဲထပ်တွေ့တယ်ဒီခန္ဓာကိုယ်ကြီးကတောက်ဖြောင်းကြီးနော်ကနောက်လိုက်သေးတယ်ဟာဟုတ်ပြီအဲ့ကျမသွားတော့ကျမဘာဆူတောင်းလဲကိုရောလို့ကျမသားလေးကိုလေဘာမေးကုန်းမှမမေးဘူးကိုရောဗျာမဆပါနောက်ပြီးတော့လို့ကျမတို့ခရီးသွားတတ်တဲ့အခါမှာလေမြန်နဲ့အရန်ဒီလေးဖြစ်တတ်တယ်ကျမလည်းအဲ့လေမြန်ဒီလေးဖြစ်တော့တစ်ခါသွားတာတနားရီလောက်စောင့်ရတယ်တနားရီလောက်စောင့်မှဆိုကိုကတခြားခရီးကိုဆက်မသွားရင်တော့ပြဿနာမရှိဘူးတခြားခရီးဆက်သွားမဲ့သူတွေအတွက်ဆိုတော့ဒီလိုလေမြန်နောက်ကျရင်ဘယ်လိုလုပ်မလဲကျမဆုတောင်းတယ်ဘုရားသခင်လို့ကျမသားရဲ့လေမြန်လဲလေမနောက်ကျဘူးအမေဆိုတော့နော်ပြဿနာလဲဒီအထွက်အဝင်ဘာမေးကိုမှမမေးဖို့ကျမဆုတောင်းတယ်ဘာလို့လဲဆိုတော့ကိုပဲမေးခွန်းတွေကိုဖြေပလိုက်ချင်တာဒါမိခင်တွေရဲ့စိတ်နှလုံးသားမိခင်ဆိုတာပြဿနာဘောင်း16000ကကိုခေါင်းပေါ်ပဲသားသမီးတွေရဲ့ပြဿနာတွေအကုန်လုံးကိုခေါင်းကုန်ပဲတင်ချင်တာနော်ဒါပေမဲ့ကျမလည်းပြောရင်းပြောနေငါတဘိုးကကိုယ့်ကိုတင်နေတယ်လို့ဖြစ်နေပြီဖယားအကုန်ပေးရမှာဆိုတော့အဲ့ခါကျကျမအဲ့လိုဆုတောင်းတယ်အဲ့နဲ့ तू ဒီကနေထွက်သွားတယ်လေမြန်စီးနေပြီဘယ်နာရောက်နေပေါ့ဆိုတော့မှဟိုဘက်ရောက်တော့ကျမအမကြီးကဟဲတဲ့ငါလည်းနည်းနည်းနောက်ကျနေတယ်ဟဲခလေးရတော့လေမြန်ရောက်နေပြီဆိုတော့သားလေးလေမြန်ဘယ်နိုင်ကြိုရောက်နေတယ်ရောအဲလာကြိုမှာတဲ့နိုင်ဝက်ကြိုရောက်တယ်ဟာ praise the lord ကျမဆုတောင်းတာလေဆုတောင်းထားတာကိုလေမြန်ကတခါတည်းအချိန်တော့စောရောက်သွားသေးတယ်ဘလောက်ဖရားသခင်ကကောင်းမြတ်ဒါတွေမကဘူးကျမတော့ထပ်သိချင်လို့သားလေးလို့မြို့လေးလို့ဘာမေးခွန်းနေမေးတယ်ဒီထွက်မှာဘာမှမမေးဘူးတော့အိုးဘုရားသခင်ကောင်းမြတ်လိုက်တာဘာမှစိတ်ကတိကအောင်အောင်မဖြစ်ဘဲနဲ့သွားရတဲ့အခွင့်ကိုဘုရားသခင်ကပြင်ဆင်ပေးတယ်အော်ကျမအတွက်တော့ဒီရက်တော်တွင်မှာဘုရားရှင်ရဲ့ကြီးသောအမှုကိုကျမခံစားရတယ်နောက်ထပ်တွေလဲရွှေရတုရဲ့ကောင်းကြီးမင်္ဂလာရာကျမတို့မိသားစုတွေတော့ကျမတို့မခမကြီးဒီမှာရှိတဲ့မိသားစုတွေခံစားရမယ်ဆိုတာလေကျမတို့ယုံကြည်မျှော်လင့်တယ်ဒို့ပေဒီကျမတို့တွေတယောက်ချင်းစီထိုကြီးသောအမှုကိုမြင်နိုင်ဖို့ရန်အတွက်ထိုကြီးသောအမှုတွေကိုလည်းသူတပားတွေထက်ဆင့်ပြီးတော့ခံစားနိုင်ရန်အတွက်တော့ကျမတို့တမန်တော်ဝတ္ထုအခန်းကြီး၄အငယ်33ကိုပြောခြင်းအပြင်ကျမနှိကုံချုပ်ချင်ပါတယ်သခင်ယေရှုထမြောက်တော်မူခြင်းအကြောင်းကိုတမန်တော်တို့သည်ကြီးသောတကိုးနှင့်သက်သေခံ၍ထိုသူပေါင်းတို့သည်ကြီးသောကျေးဇူးတော်နှင့်ပြည့်စုံကြ၏ဟာလေလုယာကျမတို့နေ့ရဲ့အစဉ်တိုင်းမှာတော့
သခင်ယေရှုခရစ်တော်ဘုရားဟာလေထမြောက်တယ်ကျမတို့အတွက်အသေးခံတယ်3ရက်မြောက်တဲ့နေ့မှာအသက်ရှင်ပြီးတော့မှအဲ့ဒီတကိုးကိုခံစားရတဲ့သူတယောက်ချင်းစီတိုင်းဟာအပေတကားကိုပိတ်ပါမယ်ဆိုတာကိုကျမတို့တယောက်ချင်းစီတိုင်းဟာမိမိနဲ့ကြုံတွေ့ဆုံတွေ့တဲ့သူတွေကိုအေဝံဂေလိသတင်းကောင်းကိုပြောရင်တော့လေကျမတို့ဟာကြီးသောတကိုးကိုတက်တည်ခံလိုက်တဲ့အခါမှာဘုရားရှင်ရဲ့ကျေးဇူးတော်ကြီးမားသောကျေးဇူးတော်နဲ့ပြည့်စုံရတဲ့သူတယောက်ချင်းဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တော်အားဖြင့်အနှဲငယ်ဖော်ပြခွန်အားတိုက်တွန်းပေးလိုပါတယ်အရောက်ချင်းစီတိုင်းပေါ်မှာဘုရားရှင်သည်အသက်တပံကောင်းချီးပေးပါစေအတွက်သခင်ယေရှုခံစားခဲ့ပြီးပါပြီအကျွန်ုပ်ရှောက်ရမယ်စုခင်လန်းကိုဘိုးတော်ရှောက်ခဲ့ပြီးဒီအလုံးစုံတွေအတွက်ကျေးဇူးလည်းတင်သည်အကျွန်ုပ်ကိုခွဲပါမည်အကျွန်ုပ်ချီးမွမ်းပါမည်ပေါင်းချီးပါရှင်ထာဝရဘုရားသခင်အကျွန်ုပ်ခံစားရမယ်ဝေဒနာတွေအတွက်သခင်ယေရှုခံစားခဲ့ပြီးပါပြီအကျွန်ုပ်ရှောက်ရမယ်စုခင်လန်းကိုတော်ရှောက်ခဲ့ပြီးဒီအလုံးစုံတွေအတွက်ကျေးဇူးလည်းတင်သည်သခင်ယေရှုထာဝရဘုရားကြည်ပါစေသခင်နာမဘာဆက်ဆက်ဘုရားကြည်စေအကျွန်ုပ်ကိုဖွယ်ပါမည်အကျွန်ုပ်ချီးမွမ်းပါမည်ပေါင်းကြည်သောရှင်ထာဝရဘုရားသခင်သခင်ယေရှုထာဝရဘုရားကြည်ပါစေသခင်နာမကဘာဆက်ဆက်ဘုရားကြည်စေအကျွန်ုပ်ကိုဖွယ်ပါမည်အကျွန်ုပ်ချီးမွမ်းပါမည်ပေါင်းချီးသောရှင်ထာဝရဘုရားသခင်အကျွန်ုပ်ကိုဖွယ်ပါမည်အကျွန်ုပ်ချီးမွမ်းပါမည်ပေါင်းချီးသောရှင်ထာဝရဘုရားသခင်ကျမ်းတော်သူရောက်စီတိုင်းပေါ်မှာဘုရားသခင်တာပြီးကောင်းချီးပေးပါစေ